2D ပုံနေရဲ့အခြေခံနေတည်ပြီးဆိုတော့အရာဝတ္ထုတစ်ခုကိုဘလို့ပုံဖော်မြင်အောင်ပြီး 2D စာရွက်ပေါ်ချပြလေဆိုတာလေးစစ်ကြည့်အောင် multi view projection ပေါ့ ဟုတ်ကဲ့ 3D အရာဝတ္ထုတစ်ခုကို 2D စာရွက်ပေါ်မှာအပြည့်အစုံဖော်ပြဖို့ဆိုရင်ရှုထောင့်တစ်ခုတည်းနဲ့မလုံလောက်ဘူးလေအဲ့တော့ multi view projection ဆိုတာကအရာဝတ္ထုကိုရှုထောင့်အများအပြားကနေများသောအားဖြင့်ထောက်မှန်ကြကြကြည့်ပြီးအဲ့ဒီမြင်ကွင်းဒီကိုစနစ်တကျနေရာချပြတဲ့ဒီဇိုင်းပါအတုံးများဆုံးကတော့အရှိမြင်ကွင်း front view အပေါ်မြင်ကွင်း top view နဲ့ညာဘက်ပြေးမြင်ကွင်း right side view တုံးခုပေါ့ စာအုပ်ရှိက glass box ဥပမာလေးကနားလည်လွယ်တယ်နော်အရာဝတ္ထုကို fan data တဲ့ထက်ပြင်ကနေရှုထောင့်6ခုကကြည့်ပြီးတော့အဲ့ဒီ data ကိုဖြန့်ချလိုက်တယ်လို့မျိုးအရေးကြီးတာကမြင်ကွင်းတွေတစ်ခုနဲ့တစ်ခု alignment ကိုက်ဖို့ချိန်သားကိုက်ဖို့ပဲနော် အတိအကျပါပဲ top view က front view ရဲ့အပေါ်မှာတက်တက်ရှိရမယ် side view က front view ရဲ့ဘေးမှာတက်တက်ရှိရမယ်အဲ့ဒီလိုချိန်သားကိုက်နေမှာကြည့်တဲ့သူကအစိတ်ပိုင်းတွေဘယ်လိုဆက်ဆက်နေလဲဆိုတာလွယ်လွယ်ကူကူမြင်နိုင်မှာနောက်ပြီးပုံထဲမှာတိုက်ရိုက်မမြင်ရတဲ့အရာတွေတွေ့ရောအဆက်မြင်တိုလေးတွေတုံးတယ်အရာဝတ္ထုရဲ့ vahol အပေါက်တွေရဲ့ vahol အချိုးညီတာကိုပြဖို့ center lines အဆက်ရှိအဆက်တိုးမြင်တုံးတယ်ဒီမြင်အမျိုးအစားတွေကိုစနစ်တကျတုံးတတ်ဖို့လိုပါတယ် မင်းအပြင်အမျိုးအစားတွေအကြောင်းလည်းနည်းနည်းပြောထားသေးတယ် normal incline oblique ဆိုပြီးဒါတွေကမြင်ကွင်းနေမှာဘယ်လိုကွာလွားတာလဲ ဒါကပုံဖတ်တဲ့အခါအရေးကြီးတဲ့အချက်ပါ normal surface ဆိုတာကအဓိကရှုထောင့်၃ခုထဲကတစ်ခုနဲ့မြင်ပြိုင်ဖြစ်နေတဲ့မျက်နှာဖြင့်အဲ့ဒီတော့အဲ့ဒီရှုထောင့်ကကြည့်တဲ့မြင်ကွင်းမှာသူ့ရဲ့ပုံစံအမှန်အရွယ်အစားအမှန် true shape and size ကိုတွေ့ရမယ်တခြားမြင်ကွင်းတစ်ခုမှာတော့မြင်တဲ့ကြောင်းအရင်နဲ့မမြင်ရမယ် incline ကကြတော့စောင်းနေတာပေါ့ ဟုတ်တယ် inclined surface ကရှုထောင့်တစ်ခုနဲ့စောင်းနေပြီးကြံနှစ်ခုနဲ့ထောင်းမှန်ကြတယ်ဒါကြောင့်သူ့ကိုဘယ် standard မြင်ကွင်းမှာမှပုံစံအမှန်အရွယ်အစားအမှန်မြင်မရဘူးပုံကတိုးဝင်နေမယ် oblique surface ကတော့ရှုထောင့်၃ခုလုံးနဲ့စောင်းနေရသူ့ကိုတော့ဘယ် standard မြင်ကွင်းကမှပုံစံအမှန်အရွယ်အစားအမှန်မပြနိုင်ဘူး ဒါဆို incline surface ရဲ့ပုံစံအမှန်ရွယ်စအမှန်ကိုသိချင်ရင်ဘယ်လိုလုပ်မလဲပြီးတော့အရာဝတ္ထုရဲ့အတွင်းပိုင်းကိုကြည့်ချင်ရင်ကော အဲ့ဒါတွေအတွက်တီးတန့်မြင်ကွင်းတွေရှိပါတယ်ခင်ဗျာ inclined surface ရဲ့ပုံစံအမှန်ရွယ်စားအမှန်ကိုပြချင်ရင် auxiliary view ဆိုတာတုံးတယ်ဒါကအဲ့ဒီအဆောင်မြင်ငါပြင်ကိုတဲ့တဲ့မမကြည့်ရမြင်ကွင်းတစ်ခုထပ်ဆွဲပြတာပါအရာဝတ္ထုရဲ့အတွင်းပိုင်းအသေးစိတ်ကိုပြချင်ရင်ကို section view ဖြတ်ပိုင်းမြင်ကွင်းကိုတုံးပါတယ် လွင်းနဲ့ဖြတ်လိုက်တယ်လို့မျိုးတော့ section မှာမချက်ပြဘူးလို့ဆိုတယ် ribs တို့ shafts တို့ bolts nuts ဒီမော့ မှန်ပါတယ်အဲ့ဒီလိုအစာရင်ခဲအစိတ်အပိုင်းတွေကိုသူတို့ရဲ့အရှိလိုက်ဝင်ယူအတိုင်း cutting plane ကဖြတ်သွားရင်တောင်းမှာ section မှာဖြတ်ထားတယ်လို့မပြပါဘူးဒါက convention တစ်ခုပါဘာလို့လဲဆိုတော့ဖြတ်လိုက်ရင်သူတို့ရဲ့ပုံသဏ္ဍာန်ကိုမြင်အောင်ဖို့ပိုခက်သွားနိုင်လို့ပါပုံကိုပိုရှင်းအောင်လုပ်တဲ့သဘောပါပဲ ဟုတ်ကဲ့ရှင်းပါပြီ